အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့အခုကတော့တာချီလေးကပုံထုံအကျော်မှာရှိတယ်အဘောတဲကားတန်းကိုကျွန်တော်တို့တိတ်မဲလဲပေါ့နော်တိတ်မဲလဲကိုတွက်ကြည့်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ပြင်ဆင်နေတာဖြစ်ပါတယ်ခင်ဗျာဒီဆိုရင်တော့ကျွန်တော်တို့ကဆိုင်ကယ်၄စီးစထွက်လာပါတယ်ခင်ဗျာကျွန်တော်တို့အလုပ်ကနေနားရဲယူပြီးတော့ပေါ့နော်ကျွန်တော်တို့တငယ်ချင်းတွေနဲ့စုပြီးတွက်ဖြစ်တဲ့ခီးလေးပဲဖြစ်ပါတယ်ကျွန်တော်တို့တာချီလေးမှာအလုပ်တွေကညာဆိုင်နေဆိုတော့အလုပ်နဲ့အိမ်နဲ့အလုပ်ဆိုတော့စိတ်တွေကမွန်းကျက်နေတာပေါ့နော်အဲကြောင့်မို့ကျွန်တော်တို့ကစိတ်တွေလည်းလန်းဆန်းပြီးတော့ပျော်ရွှင်သွားအောင်ပေါ့နော်ကျွန်တော်တို့ကခီးလေးတွေထွက်ပြေးရတာပဲဖြစ်ပါတယ်အခုဟာဆိုရင်ပုံထုံရဲ့စူပေါင်းဂိတ်ကိုကြော်လာပဲဖြစ်ပါတယ်လမ်းကတော့အရန်လဲမဆိုးသလိုအရန်လဲမကောင်းပါဘူးခင်ဗျာမညီမညာလေးတော့ဖြစ်ပါတယ်ဒါကတော့အဘောတဲကိုသွားတဲ့လမ်းလေးပဲဖြစ်ပါတယ်ခင်ဗျာလမ်းတောက်လျှောက်ကအတက်လမ်းတွေပဲဖြစ်တဲ့အတွက်ကျွန်တော်တို့ဂီယူတစ်ဆိုင်မောင်းပြီးတော့တက်ခဲ့ရပါတယ်လမ်းမှာတွေ့ခဲ့ရတဲ့ရှုခင်းတွေကလည်းအရန်ကိုလှပါတယ်ဒါကြောင့်မို့စိတ်လည်းအရန်ကိုလန်းဆန်းပါတယ်ခင်ဗျာလမ်းမှာရွာလေး2ရွာ3ရွာလောက်ကိုလည်းကျွန်တော်တို့ဖြတ်ခဲ့ရပါတယ်ဒီဂိတ်ကလေးကိုကြော်တာနဲ့ကျွန်တော်တို့အဘောတဲကိုရောက်တော့မှာပဲဖြစ်ပါတယ်โอเคလမ်းလေးကတော့မြေနီလမ်းလေးဖြစ်မြေသားလမ်းလေးဖြစ်တဲ့အတွက်နည်းနည်းတော့ဆိုးပါတယ်ခင်ဗျာကျွန်တော်တို့အဘောတဲကိုရောက်ပါပြီခင်ဗျာရောက်တာနဲ့ကျွန်တော်တို့ပိုကင်ယူရတဲ့တဲတွေကိုကျွန်တော်တို့ချက်ကင်ဝင်ရပါတယ်ခင်ဗျာကျွန်တော်တို့ရောက်တာညနေခင်းဖြစ်တဲ့အတွက်ညနေနေဝင်တော့မဲ့အချိန်လေးကအရန်လှပါတယ်ခင်ဗျာရှုခင်းလေးကလည်းအရန်ตาရပါတယ်ခင်ဗျာပျော်ဖို့လဲကောင်းပါတယ်နောက်ပြီးတော့ကျွန်တော်တို့ကို welcome juice လဲတိုက်ပါတယ်ခင်ဗျာစမ်းကစ်ပါစမ်းကစ်juiceလေးကချင်းချင်းလေးလေးချိုချိုလေးဆိုတော့ကျွန်တော်တို့အမောလဲပြည့်ပါတယ်အရန်လဲတောက်လို့ကောင်းပါတယ်ခင်ဗျာ快对了，别没来。我搞那个，那没记得呢。你妈没记包呀？咋的？没嘛没记。အေးတော့ဒါကတော့ကျွန်တော်တို့ဖွဲ့တွေတဲရမယ်နေရာလေးဖြစ်ပါတယ်မလာကြည့်တာမတော်ဘူးတဲ့ဟိုင်ကဲကျွန်တော်အခုရောက်ရှိနေတဲ့နေရာကတော့ပေါ်တဲ့ကားတဲ့ဖြစ်ပါတယ်ဗျာအဲ့လေငါအဆုံးနော်တင်ဒီဆွဲစားတယ်ဒီပါနေနေအိုင်ဟိုရေကန်ပြီးတော့ရေချောင်းမှာမွေရမှာရေပေးကြာမဲ့နေတိုင်းဆွဲရမှာတဲ့太讲给了。Hello everyoneကျွန်တော်တို့ရောက်တာနည်းနည်းစောနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့စကားတွေပြောပြီးတော့အချိန်ဖြုံးနေခဲ့ပါတယ်ရှိဦးမယ်ဗျာဘူးပစ္စည်းအစုံလေးကိုကျွန်တော်တို့ပတ်ပြင်ဖို့စစ်
你要把人弄地都讲，把这现在里边弄的，俺家里来摆。Oh my god ကိုဖီကိုဖီလို့ခေါ်ပါတယ်ခင်ဗျာ ဟုတ်ကဲ့လက်ဖက်ချန်လေးရလဲအရန်ကိုစိမ့်ဆူပြီးတော့ဗောနော်အရန်လှပါတယ်ခင်ဗျာဒါကတော့ကျွန်တော်ကောင်မလေးနဲ့လက်ပတ်ခင်းထဲမှာလမ်းလျှောက်တယ်ပါညာပေါ့ဗျာတငယ်ချင်းစုံတွေ့ရလဲသူတို့လည်းရိုက်ပေးဆိုလို့ကျွန်တော်တို့ရိုက်ပေးခဲ့ရပါသေးတယ်ဟုတ်ကဲ့ဒါကတော့ကျွန်တော်တို့ညနေခင်းလေးမှာပေါ့နော်ကျွန်တော်တို့မူကထစားကြတာပေါ့နော်စကားကြီးလည်းပြောလိုက်ပေါ့နော်ကျွန်တော်တို့ပြပြပပပါပဲခင်ဗျာပြီးတော့တချင်းလေးကနောက်ကမှလည်းဖွင့်ပေးလာတော့လေညင်ညင်လေးဖွင့်ပေးလာတော့နားထောင်လို့လည်းကောင်းပါတယ်ပြီးတော့ညနေခင်းလေးဖြစ်တဲ့အတွက်အရန်လည်းအေးပါတယ်ခင်ဗျာကျွန်တော်တို့စိုင်းတောက်ရင်လည်းမှာပေါ့နော်အရန်အေးလာလို့မီးလုံလိုက်စားလိုက်လုပ်နေရပါတယ်ခင်ဗျာတောင်ပေါ်မှာအရန်မအေးလောက်ဘူးထင်လို့ကျွန်တော်တို့အနှွေးတဲ့ကိုအရန်ထူတာတွေကိုမယူခဲ့မိတာနောင်တရပါတယ်ခင်ဗျာခိတာလေးဒီငါဒီကိုနားလေးကညာလေးအိတ်အာနာ ခိတာတော့မြည်ပဲလား ဒီမှာဒီနားမှာဖျားလေးပဲမတုံနေတော့မီးပုံမျိုးနားမဟုတ်ဘူးတခါလေးရိုက်လို့ရတယ်ဖဲပါ အေးလို့ဘာဖြာတော့မှခုံပေးတာ အေးခုံနိုင်ကြီး ခုံနဲ့ဘယ်လိုဖဲလိုက်မှာအောင် ဝေတော့မီးပုံကြုံကြုံမီးပုံလောင်တော့ဖဲရပါလို့ဟာပဲရင်ဆောက်ရမယ်ဘာလို့မငါးပါဆွဲဖက်နေအဲ့ဒါဖဲသုံးတယ်ဖဲနေတာဘာလို့ကြမှာငါတို့မစောတော့ဘူးနော်ဘူးမစောတော့ဘူးလည်းစောဝန်လည်းစောတော့ဘာမှမစောတော့ ဘယ်တော့ဖောက်မလဲဟိုမမပတ်တယ်နင်ရှင်းမကြည့်နဲ့လေဒီလိုချင်းနေနဲ့ငါတို့ချင်းနေနဲ့စားလဲပြောနင်ရှင်းရောက်ကုန်လဲမှာတဖြည်းဖြည်းမိုးချုပ်လာတာနဲ့အများကျွန်တော်တို့အရန်အေးလာပါတယ်ခင်ဗျာအဘောတင်းမှာကစားတောက်တွေကအရန်ကိုကောင်းပါတယ်ခင်ဗျာဈေးလည်းအရန်တက်တာပါတယ်ခင်ဗျာရတယ်တော့ပါရတယ်你跑的，你跑的蛮不啦？ငါဖောကပြီးတော့မငင်းလို့လေဝေးထွက်လာဝေးထွက်လာ啊，当然是。အပန်းစေဂီတာတီးရဲ့လူကတီးတချင်းဆိုတဲ့လူကဆိုနေအရန်လဲအေးတော့ကျွန်တော်တို့ကီးလည်းတက်အောင်မစုံနိုင်တော့ပါဘူး来，过来。ညဘက်မှာမြင်ရတဲ့ရှုခင်းကလည်းအရန်ကိုလှပပြီးတော့ကျွန်တော်တို့စိတ်ထဲမှာလန်းဆန်းနေပါတယ်ခင်ဗျာသုံးနိုင်ငံနယ်စပ်ဖြစ်တဲ့တွိကန်ဒေသကြီးတစ်ခုလုံးကိုပေါ့နော်ကျွန်တော်တို့ဒီတောင်ပေါ်ကနေမြင်ရပါတယ်ခင်ဗျာအဖွဲလိုက်ဆိုထားတဲ့တချင်းလေးတွေကိုတော့တီးခံပြီးနားထောင်စီခြင်းပါတယ်ခင်ဗျာကျွန်တော်တို့တောင်ပေါ်မှာအရန်အေးတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကီးတွေကိုတက်အောင်မဆိုနိုင်ပါဘူးခင်ဗျာပြီးတော့မူးနေတာလည်းပါတာပေါ့နော်ဘာလို့မအောင်အသားထဲမှာလေတုံးပြီလေအားတော့အားလို့ဆိုတာအာအေးလို့ရွှေ့လိုက်မယ်ငါလည်းရွှေ့လိုက်မယ်အောင်现在总也追问
တိုင်းပဲအားဖြစ်သိညာရဲ့ရင်ပြီးရဲ့ချစ်အချိန်နဲ့မတူတဲ့ခါမျောနေတော့ဝါသူအသေးသေးွယ်နေတာဒီကျင်တဲ့ကိုယ်တို့ရဲ့ဘာမဆိုစင်နေမှာငါလည်းရောပေးမှာပါငါပိုင်တဲ့ဘဝကူကိုပေးစရင်နဲ့ပေးစရင်သွားဆိုတော့မှာပါဘာလို့ဒီခိုင်းနေတဲ့လုံးမှာပါဒီဆိုရင်လေငါသေးဖို့တင်မှာရရမင်းရဲ့ကိုယ်တိုင်းမှာကွာဒီလိုရင်သွားကူလို့ပေးမှာပါဒီလိုတောင်ပေါ်မှာညက်နဲ့လာတာနဲ့အများအရန်အေးလာလို့ပေါ့နော်ကျွန်တော်တို့မီးပုံပေးနာကိုထိုင်ပြီးတော့ပေါ့နော်မီးလှုံခဲ့ရပါတယ်တချင်းဆိုလိုက်စကားပြောလိုက်မီးလှုံလိုက်နေပေါ့ဗျာညကကျွန်တော်တို့စားပြီးတောက်ပြီးမူးပြီးတော့ပေါ့နော်ကျွန်တော်တို့ဖဲရည်အပျော်ရိုက်ကြပါတယ်ဖဲရိုက်ပြီးတော့ကျွန်တော်တို့အိယာဖြစ်တဲ့အတွက်နည်းနည်းတော့အိယာဝင်နောက်ကြပါတယ်မနက်ကျတော့လဲကျွန်တော်တို့စောစောပြန်ထားကြပါတယ်ခင်ဗျာမနက်စောစောမှာမြင်ရတဲ့ရှုခင်းရလဲအရန်ကိုလှပါတယ်ခင်ဗျာဟောရောနေထွက်တော့မဲ့အချိန်ကြီးလှတာနေထွက်ရင်ပေါင်းရအောင်တော့ဝစားလဲနေအောင်နော်ဝစားလဲနေသူတို့ကတော့နေထွက်လာရင်တပ်ပုံရိုက်ဖို့အလှပြင်နေတာဖြစ်ပါတယ်ညနာမတည့်ရသေးပေါ်လာအဲ့တဘာဝပဲပါလို့အိုးဘလောနဲ့အိုးဟုတ်တယ်ဘာလဲကိုကြကြအဲ့ကကြောင်မဘလောက်တော့မနေနော်နိုင်တယ်လေအေးငါလည်းနိုင်တယ်ဘယ်လောက်နိုင်140အားလုံးတွေပဲချုံတာအေးတော့ချုံတာလေကျွန်တော်တို့ပြစစ်တယ်အေးငါ300လောက်ရှိဒီကန်လေးကတော့ကြာကန်လေးပဲဖြစ်ပါတယ်ခင်ဗျာကြာကန်ပေးမှရက်နေတဲ့သူကတော့ကျွန်တော်ရဲ့ဇနီးပဲဖြစ်ပါတယ်အေးမနေ့ကမြူနေတော်ဆိုင်ရနော်ဟုတ်နော်ထားကြည့်ရကျေမပြောက်သေးလို့ငါပြန်ကွေးလိုက်ဒါကတော့ကျွန်တော်တို့အပေါ်တဲ့ကားတန်းမှာလာတဲလို့ရှိရင်ကျွေးတယ်ပေါ့နော်ဒါမနက်စာပဲဖြစ်ပါတယ်ဆန်ပြုတ်ဖြစ်ပါတယ်ခင်ဗျာဆန်ပြုတ်ကလည်းအရန်တောက်လို့ကောင်းပါတယ်ခင်ဗျာအထဲမှာမှုတွေရောပါပါတယ်အသားတွေလည်းပါပါတယ်ခင်ဗျာဘာတော့ထိုင်စားပါဟာအားမရဟိုဒီလိုမှတောင်းမရမှာမင်းအဲ့ဒီမန်ကြီးနဲ့ဒါကတော့ကျွန်တော်တို့ထမင်းမှာစားတာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်အကြိုက်ဆုံးဟင်းပွဲကတော့အခါရိုးရာမြေပဲထောင်းလေးပဲဖြစ်ပါတယ်အရန်စားကောင်းပါတယ်ခင်ဗျာကျွန်တော်ဘယ်လိုရိုက်ပေးမလဲကျွန်တော်လိုက်ရတွေ့လားဝါတော့ပေါ့ဗျာဟုတ်ကဲ့အပေါ်တဲ့ကားတန်းကအစားအသောက်ပြင်ပေါ့နော်ဝန်ဆောင်မှုကလည်းအရန်ကောင်းပါတယ်ခင်ဗျာဘာမင်းရောတို့ရနေထွက်စားမလာဖ ೇನೆ နေဝါပြောလာအစားအသောက်တွေကလည်းကောင်းဈေးလည်းသက်သာတော့သွားရတာတန်ပါတယ်အညုံဖောင်းနော်ကောင်မလေးကနောက်ဆိုတင်မနေဆိုလက်နေမှာအနေရောကျွန်တော်တို့ညကလည်းအများကြီးစားတယ်ဘီယာတွေလည်းမှာတောက်တယ်မနက်ကျတော့လည်းထမင်းထပ်စားတယ်ကျွန်တော်တို့အများကြီးစားတယ်ပေါ့နော်ဟင်းပွဲတွေလည်းစုံစုံမှားတာအစုံမှားထားတယ်ပေါ့နော်အများကြီးကြမယ်ထင်တာတိတ်မကြောက်ဘူးပေါ့နော်ကျွန်တော်တို့အရန်ဈေးသက်သာတယ်ပေါ့နော်အဲကြောင့်မို့ကျွန်တော်တို့သွားရတာပြောပါတယ်ခင်ဗျာအခုကတော့ကျွန်တော်တို့ပြန်ပါပြီခင်ဗျာပြန်တော့မပြန်ချင်ဘူးပေါ့နော်ရှုခင်းနေလည်းအရန်လှလို့ပေါ့နော်ကျွန်တော်တို့ကအလုံးစင်းရမှာမဟုတ်လို့ကျွန်တော်တို့ပြန်လာတာဖြစ်ပါတယ်ကျွန်တော်တို့နောက်ဆိုရင်ဒီလိုမျိုးပေါ့နော်ပျော်စရာကောင်းတဲ့ခီးတွေကိုတငယ်ချင်းတွေနဲ့အတူသွားဖို့ရှိပါသေးတယ်ခင်ဗျာကျွန်တော်ဗီဒီယိုလေးကိုပြီးဆုံးအောင်ကြည့်ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ